Hello, alo mình là bom. Tâm mình ta. Ini video ya chin. Ini juice ka tam. Juice ka. Okay, so we la ra. Ba ma ma mo chin. Kha che u ye. Da ka pan di sei mo no. Pi di ma chin. Chin ya to sa ji sin ne ko ka. Pi yin di ma te ye di le. Chen ne na se ka. Pi yin di ma sao nga di. Ông ăn đi thì nhớ đi đi phù à thì mà thì để cho chuyện này thêm ấy phù vào nó thì được ta ba favorite na đi thì vinegar lên này thêm vào rồi thì ai còn thì sáng nay thì lại chuyện này yếm vào thì cái phù chuyện này lúc nào rồi thì ai về lại còn mình xem nó bảo sao phải là thì vinegar lên này thêmဆိုတော့ခါကျဖူးကြိုက်တယ်အဲ့ဒါလေးဖူးကဒီဗီနီဂါလေးနည်းနည်းလေးထည့်နည်းနည်းလေးဒါမှထည့်ချလိုက်တော့โอเคနည်းနည်းလေးထည့်လိုက်တော့ချင်းအောင်ရပြီနည်းနည်းနဲ့စီတုံးစီပဲအများကြီးဘာဖြစ်ဒီအားကြတော့ချင်းတယ်ကွာဒီ apple ဗီနီဂါပြီးလို့ရှိရင်ဒီရောက်ကိုလေးရောက်ကိုလေးကဖူးခွက်ကလေးနဲ့ထည့်မယ်ပေါ့နော်ဒီတဲ့ကိုအရင်ဆုံးဒါနဲ့ထည့်ဒါလည်းအများကြီးမထည့်တော့ဝက်ပဲထည့်အများပဲထည့်ပြီးတော့ဒီအသီးတွေကကျတော့ရေခဲတက်တာတွေကထော့ပေးစားဆိုဒီရနည်းနည်းလေးလိုက်မရောမှကြောက်နည်းနည်းရှမ်းမိုက်တယ်မနေ့ကလည်းတောက်သွားရဖူးတာတောက်ရတာဟိုအရင်တော့ကလေဝမ်းနေပါတိတ်မကောင်းအရင်တော့ကတောက်တယ်တောက်ချင်လို့ဒီဆက်ကိုဝယ်ထားတာပေါ့နော်တောက်ချင်လို့ဒီတောက်တယ်ပြီးတော့ပြင်းလို့မလုပ်တောက်ဖြစ်ဘူးခုတော့ခုလောက်တောက်လိုက်ပါအောင်မယ်တောက်ချက်ပါတောက်ကြည့်ပါ taste ကိုဖူးဆက်ပြမယ်နော် vinegar လည်းပါတယ်ဒီ butter jam လည်းပါတယ် butter jam လည်း sugar ပေါ့နော်အဲ့ဒီက vinegar လေးတော့ထည့်တော့နည်းနည်းအချင်ဘက်ကိုသွားတယ်အရင်ဟို
ရမ်းချင်တာမျိုးလည်းမဟုတ်ရမ်းလက်မလွန်စင်းနဲ့လက်လွန်တက်တော့ဖြစ်နေအကုန်လုံးချင်တက်သွားနိုင်မှာပေါ့နော်ဆိုတော့ဂျင်းလဲပါတယ်ခါချက်ဥကလည်းဒီနှလုံးအတွက်ကောင်းတယ်ပေါ့နော်အပက်လည်းကောင်းတယ်ရှက်ချီကောင်းအခုတောက်အခုဖြောဒါဆိုရင်ဖူးလေဒီမှာ juice တွေပါတယ်တောက်ဝက်တောက်ဆရာမလို့ဘာဖြစ်အပြင် juice တွေက sugar ပါတယ်အများကြီးပါတယ်ကိုလည်းရင်တော့လည်းတောက်တာပါပဲဒီလိုချက်မိုက်လည်းဆက်မပြောဒါပေမဲ့ fruit juice ကတော့ဖူးအများရန်တောက်ရတာကြိုက်တယ်ဒါတခွားကြီးကကြောင့်ဖူးနဲ့မတည့်လို့လေဆိုတော့လေဖူးနဲ့မတည့်လို့တမကြိုက်တခွားတဲ့နဲ့ပိုက်တော့ပြေသွားလုံးဝရတာရှက်ပဲအပြင်မှာတွေဝယ်တောက်တာထက်ကောင်းတယ်ကျမ်းမာရေးကောင်းတယ်ဒီဆက်ကလေးတစ်လုံးတော့ဝယ်ထားတယ်ရှက်ပဲဒီကောင်းစုပ်ကတော့အရင်ကရှိတဲ့ကောင်းစုပ်ပေါ့နော်ကန်းနေသွားဖို့ဆိုပြီးဝယ်ထားတာပေါ့နော်ဒါမဲ့အခုကပဲများဒီကျန်တဲ့ဟာလေးကကြတော့ကျန်တဲ့တော့ကျတော့ခဏနေမှာတောက်မယ်ရေစားမတောက်sorry very good thank you just the mare ကိုအဲ့လိုလေးလောက်တောက်ကြည့်ပါကျမတို့လည်းကောင်းပါတယ်ဒါပေမဲ့အသီးနှံတွေတော့တခြားလေးစေးပါတော့ဆွမ်းနာတော့ဖူကတခြားစေးပြီးမှလုပ်တာပါဒါပေမဲ့ကောင်းပါတယ်အခုနှွားတဲ့နဲ့ဟာဆိုတော့နှွားလိုက်ပေါ့ဖူကခကြောက်စရေးပြောင်းစေးတဲ့စားလေးနဲ့စိမ့်နေဒါပေမဲ့ကျန်တာတော့အခုမနှွားဘူးခွန်ဝိုင်းလည်းကြားတယ်အကုန်လုံးထဲပဲတိတ်လိုက်စားတောက်လို့ကမကောင်း bye ကျေးဇူးတင်ပါတယ်